ဒီနေ့ကျမတို့အားလုံးကဟိုဒုက္ခကိုအယောင်ဆိုးမယ်ဟုတ်ပါဘူးဒုက္ခကိုပြောင်းပြမယ်အဲ့တော့လိုက်နေရပါကျမတို့အရန်လှနေတယ်နော်တွေ့ရမလား ဆရာလေးတော့ ဟောပါလက်စမ်းကျမကတော့ဧည့်သည်တော်ပါရှင် ဒီကားထဲမှာဇာလေးကသူ့သားလေးပါလို့သူ့သားကဒီကားထဲမှာမကြီးရဲ့ဟောဒီကအေးတဲ့သူကမကြီးရဲ့သမီးအဲ့မျိုးဒီကတော့တပန်းတက်မှာ အုတ်ကြီးကတော့အဲ့အုတ်ကြီးကတော့ပြင်နောက်ပြအုတ်ကြီးကတော့ရှိသေးတယ်မလာသေးဘူးသူလိုက်ထက်ရိုက်အောင်မယ် အဲ့ဒါသူလည်းဆိုမမို့ မမို့ဦးဝီဝါကြီးကမကြီးတို့အားလုံးခေါ်ထားပြီးဘာမှမလုပ်ဘူးကားမရိုက်ဘူးတခြားသွားရိုက်နေတာမုတ်တုတ်ထားပြီးတော့တက်တော့ဆွနေကြတာအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဒုက္ခကိုပြောပြလိုက်ပါဒုတိယနေ့ကျမရဲ့သမီးနဲ့မိတ်ဆက်ပေးမယ်သမီးလာပါဦး မဘူပါအော်ကျုပ်ကရှိတော့ကျုပ်ကပြစ်တယ်ကျုပ်က ဟာလို့ ပြောလိုက်တော့မယ်တော့ နဲ့ ဟောကျွန်တော်နာမည်အော်ကြီးနော်ခဏနဲ့ကျိုးရောက်ပါရှိရောက်ပါရှိခေါ်လာဖိုင်ကျုံနာမည်ကတော့သိန်းစုပါ ဟာနောက်တစ်ယောက်ကြံသေးတယ်နော်ကျမတို့တုံစုနဲ့ဖက်ပြီးရန်ဖြစ်နေဒေါ်လာခွေကြားတယ်မဖြစ်တာလေ မလာဝယ်ပါချင်းရမဖြစ်တော့မဲနဲ့ကျမတို့ချွတ်ချွတ်ရောက်ကိုမလာနဲ့နော် ဝါ